မင်္ဂလာပါညိုပါရှင်အမျိုးသမီးတို့ရာသီမလာခင်၄-၅ ရက်လောက်အလိုမှာခဏခဏဗိုက်စာတဲ့ပြဿနာတွေဖြစ်ဘူးလားညိုကတော့အမြဲတမ်းလားစင်လာတိုင်းဖြစ်တယ်ပေါ့နော်ဒါကဒီပြဿနာမဟုတ်ပါဘူးအမျိုးသမီးတွေရဲ့တဘာဝဖြစ်ပါတယ်အဲ့တော့ဒီရာသီမလာခင်၄-၅ ရက်လောက်အလိုမှာဒီဟော်မုန်းအပြောင်းလဲကြောင့်ခဏခဏဗိုက်စာတဲ့ဆာလောင်မှုဟော်မုန်းမြင့်တက်လာခြင်းဟာတဘာဝဖြစ်ပါတယ်ဒီလက္ခဏာကို premenstrual syndrome PMS လို့ခေါ်ပါတယ်ဒီ PMS ရဲ့လက္ခဏာတွေကဘာလဲဆိုတော့ဒီ ghrelin hormone ဆိုတဲ့ဆာလောင်မှုဟော်မုန်းမြင့်တက်လာပြီးတော့ serotonin ဆိုတဲ့စိတ်ကြည်နက်မှုဟော်မုန်းကျဆင်းလာခြင်းကြောင့်ဖြစ်ပါတယ်။ဘာကြောင့်ဆာလောင်မှုပိုများလာလဲဆိုလို့ရှိရင်အဲ့လိုအချိန်မှဆိုလို့ရှိရင် ghrelin hormone ဆိုတဲ့ဆာလောင်မှုမြင့်တက်လာတဲ့အတွက်ကြောင့်ခဏခဏပိုက်စားတယ်။ serotonin ဆိုတဲ့စိတ်ကြည်နက်စေတဲ့ဟော်မုန်းကျဆင်းလာခြင်းကြောင့်စိတ်မတည်ငြိမ်မှုနဲ့ခဏခဏပိုက်စားတဲ့ပြဿနာတွေလည်းဖြစ်တတ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ progesterone ဆိုတဲ့အမျိုးသမီးတွေရာသီစဝန်းမှာအဓိကထိန်းညှိပေးတဲ့ဟော်မုန်းတွေမြင့်တက်လာခြင်းကြောင့်စိတ်တက်ကြမြန်တဲ့ညဘက်အိပ်ရခက်တဲ့ပြဿနာတွေဖြစ်တယ်ပြီးလို့ရှိရင်စိတ်တက်ကြမြန်တဲ့ညဘက်အိပ်ရခက်တဲ့ပြဿနာတွေဖြစ်တယ် stress တွေများလာတတ်ပါတယ်အဲ့ဒါကြောင့်ခဏခဏပိုက်စားခြင်းကိုဖြစ်စေပါတယ်ဒီဆာလောင်မှုကိုဘယ်လိုထိန်းညှိပေးလို့ရလဲဆိုလို့ရှိရင်အချို့တက်များတဲ့အစားအသောက်တွေကိုစားတာရှောင်ပေးရပါမယ်။အမျိုးသမီးတော်တော်များများအဲ့ဒီအလိုမျိုးဆာလောင်မှုဟော်မုန်းမြင့်တက်တဲ့အချိန်မှာဆိုလို့ရှိရင်လွယ်ရတဲ့ simple carbohydrate တွေဖြစ်တဲ့ fast food တွေဘာဂါတွေပီဇာတွေပြီးရင် donut တွေဒီလိုမျိုးပေါ့နော်အစာချေညက်လွယ်ပြီးတော့မြများစားဝင်တဲ့ဒီအစားအစာတွေကိုအစားထိုးပြီးတော့စားလိမ့်ရှိကြတယ်။ဒီအချို့တက်များတဲ့အစားအသောက်တွေကဒီဆာလောင်မှုဟော်မုန်းကိုပိုမိုပြီးတော့မြင့်တက်စေတာဖြစ်တဲ့အတွက်ကြောင့်ခဏခဏစားချင်စိတ်ဖြစ်ပေါ်တယ်ခဏခဏပိုက်စားပါတယ်။ဒါကြောင့်ဒီ complex carbohydrate တွေကအစာကျဉ်ညက်မလွယ်ဘူးပြီးလို့ရှိရင်ဗိုက်ပြည့်လည်းမြန်တယ်ခဏခဏဗိုက်စာခြင်းကိုရပ်တန့်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ simple carbohydrate အစား complex carbohydrate ကိုအစားထိုးပြီးတော့စားပြီးခြင်းကလည်းဒီဟော်မုန်းပြောင်းလဲကိုထိန်းညှိပေးပါတယ်ပြီးရင် protein carbohydrate fat စတဲ့အစားအစာတွေကိုတင်းတင်းမျှတစွာစားပေးခြင်းဖြစ်လေဒီဆာလောင်မှုဟော်မုန်းကိုထိန်းညှိပေးပါတယ်ပြီးရင်ရေမြမြတောက်ပေးဖို့လိုအပ်ပါတယ်ရေမြမြတောက်ပေးခြင်းကဒီဆာလောင်မှုဟော်မုန်းကိုထိန်းညှိပေးပါတယ်ပြီးရင်အေးဝအောင်အိပ်ပေးဖို့လိုအပ်ပါတယ်အေးမဝဘူးဆိုလို့ရှိရင်ညိုပထမအရင်ဗီဒီယိုမှာတွက်ကြည့်လို့ရပါတယ် ghrelin hormone နဲ့ leptin hormone အကြောင်းမှာညဘက်မှာအိတ်မပျော်ဘူးခဏခဏနိုးနေတယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ ghrelin hormone ဆိုတဲ့ဆာလောင်မှုဟော်မုန်းကမြင့်တက်လာပြီးတော့ leptin hormone ဒီရောင်ရတက်နေစေတဲ့ဟော်မုန်းကကျဆင်းစေပြီးတော့ခဏခဏစားကျင်စိတ်ကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်အေးဝအောင်အိပ်ဖို့လိုအပ်ပါတယ်ပြီးရင်လေ့ကျင့်ခန်းလုပ်ပေးပါလေ့ကျင့်ခန်းလုပ်ပေးခြင်းက endorphin ဟော်မုန်းကိုထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းပုံမှန်အလေးဝင်တုံးလေ့ကျင့်ခန်းတွေအများကြီးလုပ်နေတဲ့နေရာမှာဒီအမျိုးသမီးတွေဒီ period နေတဲ့အချိန်မှာအလေးဝင်တွေအများကြီးလုပ်ပေးဖို့မလိုအပ်ပါဘူးရှော့ချပြီးတော့လုပ်ပေးမယ်ပြီးလို့ရှိရင်ပုံမှန်လမ်းလေးကိုခြေလမ်း8000နဲ့1000ကျားလောက်ရှောက်ပေးမယ်နှလုံးရှာရှာ active lifestyle လေးနေပေးမယ်ဆိုလို့ရှိရင်တော့မှဒီ stress level ကိုလျော့ကျစေပါတယ်အဓိကကတော့ညိုတီထဲမှာထည့်ပြောချင်တာကဒီကိုယ့်ရဲ့အစာစားခြင်းစိတ်ကိုအရင်မြင့်တက်နေတဲ့အချိန်မှာအဓိက mindful ဖြစ်နဲ့စားပေးဖို့လိုအပ်ပါတယ် mindful eating ဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့ဗိုက်စာလို့ဆိုပြီးတော့စားခြင်းတိုင်းမစားဘဲနဲ့ကိုကစီကြော်တွေစားနေတာလားအချိုတွေစားနေတာလားကိုယ့်ကိုယ်ကိုနည်းနည်းလေးတတိလေးကပ်ပြီးတော့ awareness လေးရှိပြီးတော့ mindful eating ဖြစ်နဲ့စားခြင်းအဖြစ်လဲပုံမှန် body weight ကိုထိန်းသိမ်းပြီးတော့ကျန်းမာတဲ့ lifestyle လေးကိုရရှိစေမှာဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်နည်းနည်းလေးအကျိုးရစေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်